ဒီနေ့ကတော့ကျွန်တော်တို့ကလောမျိုးကနေတောင်ကြီးမျိုးကိုဆက်ပြီးချီတက်ပါမယ်။ကလောမျိုးကနေမပြန်ခင်ကလောရောက်ရင်မဖြစ်မနေသွားဖူးတဲ့နှီးဖျားကိုအရင်ဝင်ရောက်ဖူးမြော်ခဲ့ပါတယ်။ဟိုတယ်ကနေအေးဆေးမှပြန်ထွက်လာတာဆိုတော့ဖျားဖူးပြီးသွားတော့နေ့လေကင်းလောက်ဖြစ်နေပြီဆိုတော့ကလောမျိုးမှာပဲနာမည်ကြီးထမင်းဆိုင်ဖြစ်တဲ့ရှမ်းမာလီထမင်းဆိုင်မှာပဲနေ့လေစာဝင်စားခဲ့ပါတယ်။ထမင်းစားပြီးသွားရင်တော့တောင်ကြီးမျိုးကိုသွားပါတော့မယ်။တောင်ကြီးရောက်ရင်တော့ရှေးဟောင်းတကိုးစေတီတွေဖြစ်တဲ့စူနာမူနီစေတီတော်နဲ့ရွှေဖုံးမွေစေတီတော်ကိုသွားရောက်ဖူးမြော်ပါမယ်။ရွှေဖုံးမွေစေတီမှာကဖျားလဲအေးဆေးဖူးလို့ရတယ်လို့တောင်ကြီးမျိုးတစ်မျိုးလုံးကိုပါမြင်ရတဲ့မြင်ကွင်းကြောင့်တော်တော်လေးစိတ်ချမ်းမြေ့စရာကောင်းပါတယ်။ရာသီဥတုကလည်းချမ်းစိမ့်စိမ့်လေးနဲ့ဆိုတော့ကျွန်တော်တို့ရန်ကုန်သားတွေအဖို့ကတော့မမေ့နိုင်တဲ့မြင်ကွင်းလေးတစ်ခုပါပဲ။ဖျားဖူးပြီးသွားရင်တော့ညာဈေးမှာမုတ်တွေသွားစားပါမယ်။တောင်ကြီးမျိုးကဘလောက်အေးချမ်းပြီးတော့ตายရလဲဆိုတာကိုသိချင်ရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါဦးခင်ဗျာ။ကဲဒီနေ့ကတော့ day 9ပေါ့နော်9ရက်မြောက်နေ့ပါ9ရက်မြောက်နေ့မှာကျွန်တော်တို့တောင်ကြီးကိုရောက်ပါပြီနေ့ကင်း3နာရီလောက်ကတောင်ကြီးကိုရောက်ပါတယ်ခလားတစ်ဖြုတ်နားပြီးတော့အခုကျွန်တော်တို့ဒါရွှေဖုံးဝင်ဘုရားကိုတက်လာပါတယ်ကျွန်တော်ဘုရားတရားသမားဆိုတော့ကျွန်တော်တို့ရောက်ချင်းမှာဘယ်မျိုးရောက်ဘုရားကိုယင်ဖူးတာပါခင်ဗျာအဲ့တော့အခုကျွန်တော်တို့ရွှေဖုံးဝင်ဘုရားကိုရောက်နေပါတယ်ပြီးသွားရင်တော့စူနာမုနီဘုရားကိုဝင်ပါမယ်ကျွန်တော်တို့ကတော့ဒါတောင်ကြီးရောက်တယ်ဆိုရင်ဒီရွှေဖုံးပွေဖရားကိုကျွန်တော်တို့ဟာမဖြစ်မနေလာရဲပေါ့နော်လာဖူးတယ်ပေါ့ဆိုတော့ဒါရွှေဖုံးပွေကဒီရှမ်းပြည်မှာဒါရှေးအောင်သမိုင်းဝင်တွေတွေကဒါလည်းဖရားတဆူထဲမှာပါတယ်ပြီးတော့နောက်တစ်ခုကဒီအပေါ်တက်ကရင်ပြီးတော့အောက်ကိုကြည့်ရတဲ့ view ကိုဒါကြိုက်တာလည်းပါတယ်ပေါ့နော်ဒီအပေါ်တက်ကဒီအနောက်နေရာရင်ကြည့်မယ်ဆိုလို့ရှိရင်တောင်ကြီးတစ်မျိုးလုံးကိုမြင်ရတယ်အဲ့တော့ဖရားလေးပြီးတော့နောက်တစ်ခုကဒီမှာဖရားအေးဆေးဖူးလို့ရတယ်ပေါ့နော်ဖရားဖူးဖို့တော့ဒီမှာမှန်ခန်းလေးထားပေးကြတယ်အဲ့ဒီမှာဖရားအေးဆေးဖူးလို့ရတယ်ဟုတ်တာဖျားပေါ်က view point ပါ我基本上没好看。တောင်ကြီးခုဒါကျွန်တော်ဒီရွှေဖုံးပွင့်ဖျားရင်ပြီးတော့ပြန်ဆင်းမယ်ပေါ့နော်တောင်ရွှေဖုံးပွင့်ဖျားတောင်ပေါ်မှာရှိတာတောင်အောက်ကိုပြန်ဆင်းမယ်ပြီးရင်စူနာမုနီဖျားကိုဝင်ပါမယ်တောင်အောင်ပြန်ဆင်းပြီးတော့比如哎，在那里。စိတ်နာနော်လေးရရှယ်တိုက်တာလေးရဟမ်ဒီဖျားပေါ်ကရင်ပြီးတော့နော်ရှုခင်းကြည့်ရတာလည်းမိုက်တယ်ဒီရရင်ပြီးတော့ညနေဆောင်ဆိုလို့ချင်းဆန်းဆက်ကြည့်ရတာတော်မိုက်တယ်နေလုံးကမသိရင်အနီးကကြီးမြင်နေရလို့အကြီးပဲရှယ်ပဲကြည့်ရအေးတော့အေးတယ်ကျွန်တော်အိမ်လက်ပြတ်နေပေါ့နော်လက်ပြတ်နေဆိုမနေနိုင်ခဏပဲကားနာကိုပြန်သွားနေပြီအိမ်ကြီးဝေးဖို့အတွက်ဒါအေးတယ်ပြီးတော့အောက်ပြန်ဆဲမှာတော့မယ်
ကဲဒါကတော့တောင်ကြီးက city view ပါဗျာအရွှေဖုံးပင်ဘုရားဆင်းလာလို့ရှိရင်city view ရှိတယ်ဗောနော်တပုံလေးလှလှလေးရိုက်လို့ရတယ် ဘာတာနိဘုဒ္ဓလာဖာမိယေဝယသပိတာတကဝိဇာဒရာသာခန္ဓဘာနာသသုံးဝန္ဒရကတာသာဘိတမုနိယဝ ကဲအခုကတော့ရွှေဖုံးပင်ဘုရားအိမ်ပြီးတော့ဆင်းလာပြီးတော့ကျွန်တော်တို့ဒါစနမုနိဘုရားကိုရောက်နေပါပြီဘုရားညာဘက်စီမီတွေပူဆိုထားတော့တော်တော်လေးတက်ပဲပါတယ်ဘုရားမှာတော့အခုကျွန်တော်တို့ဘုရားကနေပြန်ထွက်ပြီးတော့ညစီမှာညစာသွားစားပါမယ် ကျွန်တော်တို့အခုကတောင်ကြီးမြို့ရဲ့ညာဈေးကိုရှောက်လင်နေပဲဖြစ်ပါတယ်ညာဈေးမှာမဟုတ်ဝယ်စားပါမယ်ညစာအတွက်ဘာအများရမလဲလို့ နောက်ထပ်ဗီဒီယိုအသစ်တွေကိုထပ်မံတင်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာကောင်းသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေ